ဒီဗီဒီယိုကတော့ Pocket Ocean ကနေကျွန်တော်တို့ဒေါ်လာ1000နဲ့ချီထုတ်တယ်ဆိုရင်ရောဘယ်လောက်ကြာနိုင်တယ်ထုတ်ရောထုတ်ပေးလားဆိုတဲ့ honest video review ဖြစ်ပါတယ်။ withdraw လုပ်မယ်ဆိုရင် finance ထဲကိုသွားတယ် finance view ဆိုရင် withdraw okay withdraw ပြီဆိုရင်ကျွန်တော်တို့ withdraw လုပ်မယ် amount ထည့်ရမယ်ရေဆုံး amount ထည့်မယ် maybe 16000ကျွန်တော်ထုတ်မယ် okay ဒါပြီဆိုရင်ဒီမှာကြတော့ကျွန်တော်ရဲ့ BEP address လေးကိုထည့်မယ် okay ပြီးပြီ continue နေမယ် okay ဒါဆိုရင်ကျွန်တော်16000ထုတ်ထားတာဖြစ်ပါတယ်အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုဝင်တဲ့အချိန်ကြာရင်ကျွန်တော်ပြန်ပြောပြမှာဖြစ်ပါတယ်အားလုံးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်